ကိုကအနောက်အမွေရှိမရှိသိချင်စမ်းကြည့်ကြည့်နော် private area ကိုအိမ်မှာကိုဘကိုလှုပ်ချင်တဲ့ဗီဒီယိုလေးကအရန်ကိုအဆင်ပြေစေမှာပါနော်ဆက်စချင်းကတော့အမွေတွေအရန်ရှိနေကကြီးနဲ့လက်မဝက်လောက်ညက်ပေးပါအရန်မတူနဲ့နော်တူရင်ဥတီယာလေးက was ကိုဆွဲရမယ်ဥတီယာပါရှင်မြားကောင်းလေးကဘယ်ဘက်ကိုသွားရင် was ကိုဘယ်ဘက်ကိုဆွဲရမှာပါနော်မိမကိုစုံမှတ်နေရလေးကတော့အနာဆုံးနေရနော်ခွာတာအနာဆုံးကိုခံနိုင်ရင်တော့ကျန်တဲ့နေရာတွေက easy ပါပဲနော်ပထမဆုံးဘယ်ဘက်ကနေညာဘက်ကို was တီတုတ်တယ်ပြီးရင်ဖြောင်းမြန်ခွာမယ်နော်တစ်ချက်တုတ်မယ်တစ်ခါခွာမယ်တစ်ချက်တုတ်မယ်တစ်ခါခွာမယ်မြားတဲ့ကြောင်တစ်ချက်ခွာမှာပါနော်တပြင်းလုံးတစ်ခါလေးတုတ်ရမှာမဟုတ်ပါဘူးနော်အလေဆုံးမလေးကနာတာမို့လို့တစ်ချက်ချင်းစီခွာမယ်နော်အပေါ်ကနေအောက်ကို was တုတ်မယ်ပြီးရင်ဖြောင်းမြန်ခွာမယ်ပြီးရင်နည်းနည်းပါးပါးကျန်တာလေးတွေကိုတစ်ခုချင်းနေလိုက်ပြီးတော့ရှင်းလိုက်ပါမယ်ဒါဆိုရင်တော့ bikini wasin လေးကပြီးသွားပါပြီအောက်ပိုင်းဆက်သွားမယ်ပြီးရင်တော့မိမကိုနှခမ်းသားနေရာတွေကိုရောက်ပြီနှခမ်းသားနေရာကနှစ်မြောင်းရှိတယ်ပေါ့နော်မိမိတို့ဒီရေမြောင်းလေးရဲ့ဘယ်ဘက်နဲ့ညာဘက်နှစ်ဖက်ရှိတယ်နော်သူ့ရဲ့အမွေတွေကတော့အပေါ်ကနေအောက်ကိုအကုန်သွားတာအဲ့တော့အပေါ်ကနေအောက်ကို was တုတ်မယ်အောက်ကနေအပေါ်ကိုဖြောင်းမြန်ပင့်ခွာအမွေနေတဲ့သူဆိုလို့ရှိရင်တော့တစ်ချက်ချင်းနဲ့ခွာချလိုက်လို့ရတယ်နော်အပေါ်ကနေအောက်ကိုတစ်ချက်ချင်းသွားလိုက်နော်အမွေလေးကတော့လေအောက်ကနေအပေါ်ကိုသွားအဲ့တော့အောက်ကနေအပေါ်ကို was ကိုတုတ်မယ်အပေါ်ကနေအောက်ကိုဖြောင်းမြန်ခွာလိုက်ပါဆိုရင်တော့ private area ရဲ့ရှိသမျှအရှိမမြင်ရသမျှအဲ့အမှလာပါပြီအနောက်အမွေကတော့စမ်းကြည့်ပါရှိတဲ့သူဆိုလို့ရှိရင်လုံးမရှိရင်တော့မလုံးနဲ့ပေါ့နော်အမွေလေးတွေကလည်းအတူတူပဲများသောအားဖြင့်အပေါ်ကနေအောက်ကိုသွားတယ်အဲ့တော့ was ကိုအပေါ်ကနေအောက်ကိုတုတ်မယ်အောက်ကနေအပေါ်ကိုပင့်ပြီးတော့ဖြောင်းမြန်ခွာမယ်နောက်ဆုံးတနေရာလေးကအဲ့မမင်းတို့ရှူရှူပေါက်တဲ့အပေါက်ကလေးနဲ့ demonstration လာတဲ့ဒီဂျားလေးရှိတယ်ပေါ့နော်အဲ့ဂျားလေးကအမွေလေးတွေကိုရှိမရှိသိချင်ဒီလိုလေးလက်ကလေးနဲ့ဖြည့်ကြည့်နော်အမွေရှိရဆိုလို့ရှိရင်တော့အပေါ်ကနေအောက်ကိုသွားမယ်ဖြောင်းမြန်ခွာမယ်ပြီးပါပြီရှင်အားလုံးပဲအဆင်ပြေကြပါစေရှင် private area အတွက်ဆိုလို့ရှိရင်တော့ hot tea အဖြူရောင် hot wet လေးကပိုကောင်းပါတယ် was လောက်တာကျွမ်းကျင်နေဆိုရင်တော့ ready was လေးနဲ့လည်းသုံးလို့ရပါတယ်ရှင်မလောက်တတ်ဘူးဆိုရင်တော့ cherry show လေးကိုလာခဲ့ပါတခြားလုပ်ပေးပါမယ်